တောင်ကြီးရှမ်းမချောချောလေးဖွေးလေးကိုမေးကြည့်မရှင်ကြည့်စရာလေးကြည့်ပါဦးကိတ်နေတာပဲဒီမှာလက်မောင်းကလည်းကျမခြေထောက်လောက်စီးတယ်ကျမပေါင်လောက်စီးတယ်လက်ကုံပဲကြည့်စရာလေးကိတ်နေတာပဲညောလေးညီစားဘယ်နှစ်ယောက်စီးခဲ့ဘူးလဲ မမလေးလား အခုအသက်20နှစ်ဟုတ် အသက်24 24အခုညီစားဘယ်နှစ်ယောက်စီးလဲအဲ့24အခု24ကနေ ဟို18ကနေလား 18ကနေလားမသိဘူးလေရှေ့အသက်ဘယ်ကနေစလဲပေါ့ 3ရက်ရှိပဲ 3ယောက်ဟုတ်လားအခုခေမိန်းကလေးတွေကညီမဘယ်လိုပြောမလဲရီစားစီးတယ်ဆိုတော့တယောက်နဲ့တယောက်အိတ်ကြလား များပါတယ်ရှင် ဟုတ်လားဟောရီတယောက်နဲ့တယောက်လိုကြတယ်ပေါ့အဲ့လိုမျိုးဟောရီစားရီမင်္ဂလာဆောင်လားအဲ့လိုမျိုး တချို့လည်းမဆောင်တချို့ ဟုတ်လား ဆောင်တယ် အခုညီမဆောင်ပြီလား ဆောင်ပါပြီရှင် ဟုတ်လားနှစ်ယောက်လုံးမဆောင်ဘူးလား မဆောင် ဟောနှစ်ယောက်မဆောင်ဘူး3ယောက်များမဆောင်တယ်ပြောမယ်ဆိုကျမလိုမျိုးပေါ့ရှင်ကျမလင်4ယောက်ဆိုတော့4ယောက်စလုံးကျမဆောင်ရမယ်ကျမကရင်ဆိုတော့ညီမလင်3ယောက်စီနေပြီ1ယောက်ပဲဆောင်တော့ပေါ့ နေရတော့တယောက်ပဲ ဟောလင်1ယောက်ပဲခု2ယောက်ကဟိုဘယ်လိုပြောမလဲရီစားဟိုတစ်ခါလို့ရီစားပေါ့ တစ်ခါလည်းမလို့ မလို့ရဘူးပေါ့ဟောဒီတယောက်ပဲလို့ရပေါ့ဟောဟိုအရင်2ယောက်ကမလို့ရဘူးပေါ့လက်ကင်တာလား လက်ကင်ပါတယ် ဟောလက်ပဲကင်တယ်မလို့ရဘူးညီမပြောရီစားပြည့်လို့ကြတယ်ဆို အရင်ခေတ်တော့မဟုတ်အခုခေတ်တော့ ဟောအခုခေတ်လားဟောအေးဟုတ်ကဲ့ကျမတို့ရီစားထားတော့မလောက်ရဘူးရှင်နော်အခုရီစားတွေကလောက်ကြတယ်အေးလောက်ပါနော်ရှင်လို့လောက်ပါ တချို့လူမျိုးတချို့ပါရှင်ဟိုအကောင်လုံးမပြောပါဘူး ဟုတ်ကဲ့ရှင်တချို့ပြောတာအေးလေအဲ့ဒါပြောရလေအရင်တော့ကျမတို့ရီစားထားတော့အမလေးမပြောနဲ့ဟိုအဲ့ကြတာမပြောနဲ့ကျမတို့ဘာမှမလုပ်ဘူးလက်တော့မကိုင်ဘူး ဖတ်ဖို့တော့မပြောတော့ဖတ်တာဆိုမရှိဘူး ဟုတ်လားဩအရင်2ယောက်ကဘာမှမဆန်းဘူးပေါ့ဩမလေးအဲ့ဆိုလင်တယောက်ပဲစီးတော့ပေါ့အေးမနလင်4ယောက်စီးတယ်4ယောက်စီးတယ်ဆိုတော့4ကလိုရတာပေါ့လီချောင်းအဲ့လိုမလန်းကြုံလို့ပြောတာပါနော်အတဲ့ပြောတာနော်အေးကျမတို့မဆဲနဲ့နော်အဲကျမတဲ့ပဲအေးမဆဲပါနဲ့ဆဲရင်ရှင်တို့ချက်မပြဆဲပါဟာသားမဟုတ်တဲ့ပြောတာ